မထထထုံးမှာဓပုံဗီဒီယိုလည်းရိုက်တယ်နောက်ပြီးတော့ဓပုံဆိုင်လည်းဖွင့်ထားတယ်ပေါ့နော်မိတ်တူပါလည်းလုပ်တယ်ညီမကတစိမ့်ရိုက်တာပေါ့နော်ညီမဆက်နဲ့ရိုက်တာဒါပေမဲ့ညီမလက်ရိုက်တာနဲ့တက်ချင်တာပေါ့နော်ညီမကနယ်ဘက်ဆိုတော့ဆက်နဲ့ရိုက်တာကျတော့ဈေးအရမ်းများရယ်ပေါ့နော်လက်ရိုက်ကကျတော့ဒီအထည်များများနဲ့ဈေးနှုန်းတက်တာနဲ့ရိုက်လို့ရရယ်ပေါ့နော်အဲ့လိုညီမစိတ်ကူးတာတက်ချင်တာဆရာစီမှာတက်ချင်တာကြာပြီပေါ့နော်ဒါပေမဲ့ဒီတင်တန်းမှာတက်ခဲ့တဲ့အကိုတယောက်ကဒီမှာကောင်းတယ်ဆိုပြီးတော့ညှို့လို့တက်ဖြစ်တာပေါ့နော်ဆရာကျတော့ဒီငါဆရာပဲဆိုပြီးတော့အဲ့လိုပုံစံမဟုတ်ပဲနဲ့တပည့်တွေအကုန်လုံးပေါ့နော်သားသမီးလိုပုံစံ family type ပုံစံနဲ့ပေါ့နော်အဲ့လိုတေချာတင်ပေးတယ်နောက်ပြီးတော့ညီမအကြိုက်ဆုံးအချက်ကကြတော့ဒီအလုံးလုံးရင်ပြဿနာလေးအဲ့လိုမျိုးဖြစ်ပေါ်တတ်တယ်ပေါ့နော်အဲ့ဒီဟာကိုဆရာဒီဟာလုံးရင်တော့ဒီလိုပြဿနာဖြစ်တယ်ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ဥစ္စာကိုတင်ပေးရပါတော့အဲ့ဒါညီမပို့ပြီးတော့သဘောကျပါပါတော့ဆရာဟုတ်ကဲ့ဆရာစက်တွေအပြည့်နဲ့ပစ္စည်းတွေအပြည့်နဲ့အဲ့လိုတင်စင်နာကိုလာတက်ဖြစ်အောင်လာတက်ပါလို့ဘာလို့လဲဆိုတော့အမြဲတမ်းပြင်းပြင်းရှင်နဲ့တက်နေရတယ်ပေါ့နော်ထမင်းစားတဲ့အခါကျရင်လည်းဒီလိုမျိုးပေါ့နော်ကိုယ့်ဘက်ကိုတောဝယ်စရာမလိုပဲနဲ့ဘာစားခြင်းလဲအဲ့လိုမျိုးတွေနဲ့ကိုယ်တိုင်တောဝယ်ပြီးရနောက်ပြီးတော့ပေါ့နော်ထမင်းအပိုထပ်ပြီးတော့ယူလို့ရအောင်လဲလုပ်ရတယ်နော်အဲ့လိုပေါ့နော်နောက်ပြီးတော့မုတ်တွေပါလည်းကျွေးတယ်အဲ့လိုမျိုးပေါ့ညီမတင်တန်းအကြောင်းတွေအများကြီးတက်ဘူးပဲပေါ့နော်ဒီလိုမဟုတ်ဘူးပေါ့နော် family တိုက်လိုပုံစံမဟုတ်ဘူးငါတို့ကဆရာပဲဆိုပြီးတော့အဲ့လိုမျိုးဂုံလဲမောက်မာနဲ့မနေပဲနဲ့ပေါ့နော်တကယ် family တိုက်လို့ပေါ့နော်ပညာရေးလည်းအများကြီးရတယ်ပေါ့နော်ဒီသင်ခန်းစာတွေမှာ notes book မှာချပေးထားတဲ့ဟာထက်နောက်ထပ်အစာပေါင်းများစွာပေါ့နော်နီးပညာရေးလည်းအများကြီးရတယ်ပေါ့နော်ကိုကတကယ်လို့ဒီအောင်မေ့သွားတယ်ဒီမှာတက်ပြီးတော့တခြားပေါ့နော်ကိုမတိလိုက်တဲ့နေရာလေးရှိရင်လည်း video clips လေးနေပေါ့နော်group တွေထဲမှာလည်း join ပေးထားရပေါ့နော်တစာပေါ့နော်ကိုအားရင်အားသလိုဝင်ကြည့်လို့လည်းရရပေါ့နော်အဲ့တော့ကိုကကိုယ့်ဘက်ကိုလည်းတိမ့်ပြီးတော့လည်းကြည်လို့လည်းရတယ်အပြင်လက်တွေ့မှာလည်းနီးပညာရေးလည်းအများကြီးရတယ်ပေါ့နော်အားကြောင့်မို့ဆရာစီမှာတက်ဖို့အကြံပေးချင်ပါတယ်ဟုတ်ကဲ့